ပြောလို့ပြရစီလောကမှာကိုမြတ်လို့တဲ့ဆိုရင်အလှဆုံးအရင်ဆုံးအတင့်ဆုံးဖြစ်မြင်ကြမှာပါပဲပြောကြမှာပဲဒါကြောင့်မလို့ခဏဟုဆိုရင်ငိုခြင်းနဲ့မပြောကြပါနဲ့ချစ်ရဲ့ခုချစ်ပြီဆိုရင်ကဘာမှအလှမယ်ဘွဲ့တော်မှာပြလိုက်ခြင်းတယ်လို့ကျွန်တော်ပြောခဲ့တယ်ငိုပါနဲ့လှပါတယ်ဆိုတိလာလေးလေမိမိပြရလေးများရှင်ပြရတာနော်လာဘူးဆိုရင်လူကြီးနဲ့ကဘာပြေချစ်သူရဲ့ဝဝနဲ့လာပါတယ်လို့ပဲဒီလိုဆိုကြတဲ့မိနာမအဘိနဲ့မလာဘူးဆိုရင်